Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့ Fanny ကင်ဝါမှာပဲချစ်ပါတယ် Okay ကျွန်တော်တို့ဘက်ကတော့ Global 82တဲ့ Oh my god မိုက်တယ်ကျွန်တော် Blue Bag ရင်စားရဲ Blue Bag စားပြီးရင်ဟိုဘက်က Rubber ကိုသွားစားမှာအဲ့လိုဆိုရင်ဟိုဘက်ကကျွန်တော် Mac ကိုလည်းကြည့်လိုက်ကျွန်တော် friend ကနှောက်ပေးထားတယ်ဆိုဟိုဘက်က Hyper တန်းလာနိုင်မှာမဟုတ်အဲ့တော့ကျွန်တော် easy လေးစားလို့ရပါတယ်စားပြီးဆိုကိုဘက်က Rubber ကိုပြန်စားပါမယ်အဲ့လိုဆိုရင် level 4ရလောက်ပြီဖြစ်တယ်။ level 4ရပြီပေါ့ဗျာ။နော်ကျွန်တော် rubber ထားပြရတဲ့အောက်ကမစမောင်းတော့တက်ပါမယ်။ Okay ဒီမှာဆိုမစမောင်းနည်းနည်းပဲမစမောင်းလောက်မမာတော့ဗျာ။ Okay ပြီးရင် blue bag ပြန်စားမယ်။ပြီးတော့ကျွန်တော်လိတ်တက်ပါမယ်။လိတ်တက်မယ်။အဲဒီဟိုဘက်ကမိတော့ကျွန်တော်တက်ရတော့နှောက်ပေးထားတယ်။ဆိုကျွန်တော် AC ပဲ။ပြီးကျွန်တော်ဘက်က global 82 join ပါနေဆို AC နိုင်တယ်။လိတ်တက်ပြန်တဲ့သူများဘက်က rubber ကိုကျွန်တော်သွားစားပါတယ်ကျွန်တော်ကျွမ်းရတော့ခဏစောင့်ပေးပါတယ်ခဏတော့စောင့်ပေးတယ်ပြီးရတဲ့ကျွန်တော်မင်းစစ်သားကိုရမရဆန်းကြည့်ပါမယ်တက်ကြည့်မယ်ပေါ့ရရင်တော့ကြီးရတာပေါ့ကျွန်တော်မင်းစစ်သားကိုတက်ပြီးတော့ကျွန်တော်အောက်ကျန်ဆင်းပါမယ်အောက်ရောက်ပြီးဆိုကျွန်တော် rubber စားပါမယ်ဟုတ်ကဲ့ rubber စားပြီးကျွန်တော် blue bag ထပ်စားပါမယ်blue bag စားပြီးအောက်မှာညီပုံကြည့်လိုက်ပါမစမခြုံနှဲဝင်သွားတော့ကျွန်တော်ခြုံနှဲထိလိုက်တက်လို့ရပါတယ် easy ပါခြုံနှဲမှာမစမအိန္ဒိယနေတာအမှကျွန်တော်ကောက်တက်ပြီးလိုက်အောင်ဒီကောင်တက်ပြီးတော့ဒီနော်ဟိုဘက်က blue bag ရှိလားဆိုတော့ကြောက်ရှိရမရှိတော့အမှမစမနဲ့တဲ့တွေ့တယ်အမှမစမကိုတက်ခဏီလေးဟိုဘက်က hyper ရောက်လာကျွန်တော်ကြီးလိုက်ရ ready တော့မပေါက်လိုက်ရအောင်အမှကျွန်တော်မေဟို ready ပေါက်ခဲ့ရတယ်အမှကျွန်တော်ဘလို့ရပါလဲမသိဘူး hero key တို့လားရတဲ့နာဟိုဘက်ကမစမောင်းရတဲ့နာလေဒီမှာဆိုရင် AC နေတော့ကျွန်တော်မသိဘူးတာဝါတော့သွားပြီးတော့မစမောင်းကြီးငှက်လိုက်တာအမသိရောနေရနဲ့တက်ပြီးတော့ဒီမှာဆိုလဲချုပ်မင်းစစ်သားတကောင်မဲဆိုပြီးဝင်ချသွားတော့ပြီးလဲပြီးတော့အမ9ကောင်တကောင်ဝင်ကျုံးလိုက်တော့တည်ရောဒီမှာဆိုရင်တော့ကျွန်တော်အပေါ်လမ်းတော့မေကန်ရောက်နေရနေပြီကျွန်တော်တို့တည်နေတယ်ဟုတ်အမကျွန်တော် rubber သွားစားတာအမကျိုးပြတ်သွားရဲ့ကျေးဇူးအမကျွန်တော် line နေကြရတယ်ပြင်63လို့55လို့50လို့ပြည့်နေ line နေအသေးကြတယ်ပြီးလဲပြီးတော့ဒီမှာကျွန်တော်တို့ဗဒဲဆိုင်ကြရမှာကျွန်တော်ဟိုမစမောက်ရမယ်ထင်ပေမဲ့လည်းဘယ်ကောင်းမှမရလိုက်ပါဘူးအမှတော့ကျွန်တော်ကန်ကောင်းလို့မသိတာအဲ့ပြီးတော့ကျွန်တော်အိမ်ပြန်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော်ကသွေးနဲ့နေလို့ reverse နေတာကျွန်တော်ကောင်တွေကလောလို့ဖို့လုပ်နေပြီ Okay အမှကျွန်တော်က wait ဆိုပြီးတော့စာရေးလိုက်တယ်ကျောင်းကောင်တွေတော့စောင့်ရှာပါတယ်ကျွန်တော်လည်း blue ဘက်စားအောင်ဆန်းဟိုဘက်မှာမေးရကျွန်တော်မစမတော့တာဝါခိုးမဲ့ဆိုင်ကြီးအောက်လမ်းကိုပဲသွားနေဆိုအဲ့နဲ့ကျွန်တော်ဒီမှာဆိုညီပုံတစ်ချက်ကြည့်လိုက်မစမတာဝါနားလုံနေပြီဆိုဟိုကောင်နေအိန္ဒိယလို့မရအောင်လို့ကျွန်တော်နှောက်ရှက်ထားလိုက်တယ်အမှဘယ်ကောင်းမှအိန္ဒိယလို့မရတော့အမှကုန်သေးသွားအမှကျွန်တော်လည်းနိုင်သွားအားလုံးပဲဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် like ချန်နယ်တော့ like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအားလုံးပဲ bye bye ပါ